ရေးကြီးတဲ့ကိစ္စတွေကိုတကယ်ကျွမ်းကျင်တဲ့ဒီနဲ့ပဲခိုင်းပါဆိုပြီးတော့ကျွန်တော်စကားပုံလေးကိုရှိတယ်ပါအဲ့တော့ဒီရက်ထဲမှာကျွန်တော်ရတဲ့ကိစ္စတွေဆိုလဲအဲ့လိုမျိုးတွေကိုပဲအဓိကကျွန်တော်တွေ့ကြရတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ရှိကိုကားလာပြတာပဲဖြစ်ပါတော့ကားလာပြချင်အဲ့တော့လာပြရင်လည်းဗျာကျွန်တော်ကြည့်တယ်ကြည့်ပြီးလို့ကားမကောင်းဆိုတာတကယ်မကောင်းလို့ဗျာကျွန်တော်အမြဲပြောတယ်ကျွန်တော်ဘယ်သူမှလည်းလိုက်ပြီးမပြောကျွန်တော်ကိုဝယ်ခိုင်းတာပဲဖြစ်ဖြစ်သူများဒီဇိမ်းမှလိုက်ကြည့်နေကျွန်တော်သူ့အဲ့ရောင်းတဲ့လူရှိမှမပြောရင်တော့မပြောလိုက်တယ်မပြောဘူးခိုင်းကြတယ်တချို့ကားကောင်းတယ်တချို့ကျတော့မကြိုက်ဘူးတချို့ကျတော့ဝူးဝဲပြည့်တွေလုပ်တယ်ဗျာဒီလားအဲ့လိုမလို့ဗျာကျွန်တော်တိတ်ပြဿနာလိုချင်တဲ့လူမဟုတ်တော့အဲ့တော့ဝယ်တဲ့လူတော့ကျွန်တော်ပုတ်သွားတယ်ဒီနားလေးရောဒါလေးရှိတယ်ပေါ့ကဲနောက်ဆုံးသူ့ရှိမှပြောလို့မရရင်လည်းထွက်လာပြီးအခုကြိုက်တဲ့လူနဲ့ပေါ်ပြကဲတကယ်နားလေကျွမ်းတဲ့လူဆိုတော့ဒီနားမှာအဲ့ဒါချီကြောင်ပြောလိုက်မယ်ကျွန်တော်တော့တောင်းယူပြီးဝယ်ပြီးလို့ပြအောင်ပြင်ဆင်အကိုကနေကိုဝယ်ချင်တဲ့ဘာကျွန်တော်မပါဘူးဒီမှာကိုလုပ်ချင်တာပဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်အမြဲရှင်းပြတယ်ဒီမှာကျွန်တော်ရောင်းရင်လို့လာပြတဲ့ကားတွေဆိုရင်ကျွန်တော်ကြည့်ကျင်းတဲ့2စီး3ရောက်ချင်ကားရဲ့ဒီရက်ထဲမှာဘာဖြစ်လဲဆိုတော့ကားလိုတာတွေတော်တော်များတယ်ကားတော်လိုတာတွေဗျာသူတို့ပြောလိုက်ရင်ဝယ်ထားတာ6နှစ်လောက်ရှိပြီလို့7နှစ်လောက်ရှိပြီလို့အဲ့လိုပြောတာတလက်ကင်မဲ့သူတို့စီးနေတာကြာပြီလို့ကျွန်တော်မနေ့ကတော့ဒီမှာဗီဒီယိုလေးတစ်ပုတ်တင်ပြနေတယ်အဲ့လိုပဲအဲ့တော့ဆိုလည်း insight လေးတစ်စီးလာပြတယ်လာပြတာလည်းကားသူတို့7နှစ်လောက်ရှိပြီနာမည်ပေါက်ပဲလေကားတကယ်တော့ကျူကားအဲ့လမောင်းနှန်းတွေဆိုတော်တော်လေးထိတာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကားလောင်းနှန်းတွေဘလို့မှဗျာသေးကြတယ်ဗျာဒီကားရင်စင်းရင်ဗျာ W2 မထွတ်မတန်းထည့်ရပါဗျာအဲ့တော့သူတို့ဝယ်တော့ဒီကားအရန်ကောင်းတာဘာလို့လဲဆိုတော့သူတို့ဝယ်ပြီးတဲ့လူကဒီကားအရန်ကောင်းတယ်ဆိုပြောပြီးဝယ်ပြီးတာကျွန်တော်လည်းပြောဟုတ်တယ်အဲ့တုန်းကတော့မသိဘူးကျွန်တော်လည်းမရှိဘူးကျွန်တော်ဝယ်ပေးတာလည်းမဟုတ်ဒါပေမဲ့အဲ့တုန်းကဝယ်ပေးတာတဲ့လူကကောင်းတယ်ဆိုရင်ကားအန်ဂယ်တို့အဲ့တုန်းကအန်ဂယ်တို့လက်ထဲမှာထိထားလို့အခုချိန်ကြီးဖြစ်နေကဲမဟုတ်ဘူး तू ဘာမှမလုပ်တာ तू ဘာမှမလုပ်တာတေချာအဲ့ဒါဝယ်ရမကောင်းတာဝယ်ရထိထားတာကျွန်တော်ပြောပြတယ်မလားအဲ့လိုမျိုးပေါ့ဒါပေမဲ့တချို့ကျတော့လည်းဗျာတခါတော့တီးကြပြောရင်မကြိုက်ဘူးဒီလားဟာ तू ကောင်းမကောင်းပြောတယ်လို့ဘာလို့ရှောက်ပြောတယ်ပြဿနာရှာလူတွေကလည်းအမှန်တော့ကျွန်တော်တို့အကောင်းလုပ်ပြီးတာဗျာကြည့်ပြီးတယ်အရှိတန်ပြောတယ်အဲ့ဒါကိုပြဿနာရှာချင်တာရှိသေးတယ်ဟာမင်းကကောင်းမကောင်းပြောမဟုတ်ဘူးကျွန်တော်အငဲ့ကောင်မကောင်းပြောတယ်ဟုတ်ပြီဟိုတင်းတဲ့ကားဆိုအဲ့လိုမျိုးဒီရက်ထဲမှာကြောသွားတော့ကားတွေအဲ့လိုတိုက်ထားတယ်ဗျာထိထားတယ်ခိုက်ထားတယ်ကိုလာပြတယ်ကိုကပြောတယ်ထိထားပါတယ်ခိုက်ထားပါတယ်ကျွန်တော်တို့ဝယ်လို့မရပါဘူးဆိုပြောရင်လည်းလက်မခံချင်ဟာဘယ်လိုလုပ်ပေးလို့ရမလဲဘယ်လိုစီစဉ်ပေးလို့ရမလဲကျွန်တော်တို့ကတော့ဗျာချီကောင်းတော့ပြောရတာပေါ့ကဲတခုခုတော့စီစဉ်ပေးမယ်အမှန်တော့အဲ့လိုကျွန်တော်စီရောက်ပြီဗျာကားမကောင်းတဲ့အနေထားမှာကျွန်တော်စီရောက်လာရင်တော့ဘာလုပ်ပေးလို့မရဘူးကဲတရားသိတယ်မလားပြန်စမဟုတ်လို့ဒုံဒီပြောမကောင်းလို့ကဲကျွန်တော်ကြည်ကောင်းဘူးစီစဉ်ကြည့်ပေးပါမယ်ကျွန်တော်ပြန်ဆက်သွယ်ပေးပါမယ်လို့ပြောလိုက်ရတာအမှန်တော့ကျွန်တော်ဘယ်တော့မှလည်းပြန်မဆက်တော့ဘူးဘာလို့ဒီလိုကားတွေကကျွန်တော်လက်ထည့်လို့မရဘူးဗျာဘလို့မှလက်ထည့်ရင်ကျွန်တော်လည်းမပြတ်ဘူးအဲ့တော့ဘလို့မှလည်းလက်ထည့်လို့မရဘူးဘလို့မှလည်းရောင်းဝယ်လုပ်ပေးလို့မရဘူးကိုလည်းဝယ်လို့မရဘူးသူများကိုလည်းရောင်းပေးလို့မရဘူးเนาะဒါရဲ့တခုအဲ့တော့ကားလာပြရင်ကျွန်တော်ပြောလို့เนาะကားကောင်းရင်တော့ကောင်းတဲ့အကြောင်းပြောမယ်ကားမကောင်းရင်တော့မကောင်းတဲ့အကြောင်းပြောမယ်ဒါလေးတော့လက်ခံကျွန်တော်တို့ကတော့ဟိုလူကားဖြစ်လို့ဒီလိုပြောပါလေဟိုလူကားဖြစ်လို့ဟိုလိုပြောပါတယ်တော့မရှိဘူးဘယ်သူမှမရှိဘူးဘယ်သူလာပြကျွန်တော်တို့ဝယ်လို့ရတဲ့အဆင့်ကိုဝယ်လို့ရတဲ့စီတခုပြောတယ်ကဲမဟုတ်ဘူးမရောင်းချင်ဘူးဆိုရင်လည်းကျွန်တော်တို့ဝယ်လို့ရတဲ့စီကိုမရောင်းချင်ဘူးဆိုရင်ကဲဟုတ်ပြီအပြင်ဝယ်လေးရှိလုပ်ပေးမယ်ဒါပေမဲ့ဒီကားတော့ကောင်းနေရကျွန်တော်ဝယ်တဲ့တန်းတစ်ခုမှရှိနေရကျွန်တော်ပဲကျွန်တော် customer တွေပဲရောင်းပြီးကားကတော့ကျွန်တော်တို့စစ်တဲ့စံနှုန်းတွေညီမကျွန်တော်အလုပ်လုပ်ပေးအဲ့ဒါလေးကိုတော့သိထားစီချင်ကျွန်တော် customer တွေပေါ့နော်အဲ့တော့အခုလာဝယ်ခဲ့တဲ့လူကားကပြတဲ့လူတွေကလည်းတော်တော်များများအားလေဗျာသူတို့စိတ်နဲ့သူတို့သွားဝယ်ခဲ့တာလည်းမဟုတ်ဘူးဗျာသူတို့လည်းကြောက်လို့အဲ့ခေတ်ကတော့ body ဆရာတွေ workshop ဆရာတွေခေါ်ပြီးလိုက်ဝယ်တာပေါ့နော်အဓိကတော့ body ဆရာကိုခေါ်ပြီးလိုက်ဝယ်ကြတာများတယ်ဒါပေမဲ့ဗျာထိတာကျွန်တော်ဘယ်သူမှလည်းစောင်းပြောင်းပြီးမပြောဘူးဗျာသိလားဘလို့လူမျိုးပဲခေါ်ဘလို့လူပဲခေါ်ဒီလူကကိုခေါ်လိုက်တဲ့လူကဒီကားပေါ်မှာဘလောက်တောင်းဝင်ယူပေးနိုင်ဥပမာလည်းပြောအယောစားလဲပါအရာအလုံးဘလောက်တောင်းဝင်ယူပေးနိုင်တောင်းဝင်ယူပေးနိုင်တဲ့လူပဲခေါ်တခုပဲတကြွနေတို့နားလေလေတို့ဟိုဟာဖြစ်တယ်တို့ဒီဟာဖြစ်တယ်ဒါပြောပဲရှိတာတကယ်လက်တွေ့မှာပဲအဓိကဘယ်သူမဆိုပါဇက်နဲ့ရတော့အားလုံးတက်တကယ်လက်တွေ့ရတော့အဓိကအဲ့ဒါတော့အဓိကစိုက်စီနော်ဒါကတော့ဟိုကျွန်တော်ဒီရက်ထဲကြုံနေရတဲ့ဟာလေးကိုဒီလိုလုပ်နေနေကျွန်တော်ခုနပြောနေဆိုတာကျွန်တော်အခုရှင်းမှပြောခဲ့သလိုပဲเนาะကျွန်တော်ဒီတကားကလည်းဟိုလူခေါ်ပါဒီလူခေါ်ပါကျွန်တော်တို့ကျွန်တော်လည်း live marketing ဆင်းနေရတယ်ဟုတ်ဒါကျွန်တော်ဒီရက်ထဲမှာကျွန်တော်ရုံးမှာကြုံတွေ့ရတာဗျကားမကောင်းတာတွေလာပြတယ်လာပြပြီးလို့ကျွန်တော်ပြောရဲဒီညာလေးထိတာလို့ကျွန်တော်တို့ယူလို့မရဘူးဘာလို့ပြောရဲတချို့ကမကြိုက်ဟာမဟုတ်ဘူးငါတို့တော့ဝယ်တော့ကားကောင်းတယ်အဲ့တော့တချို့တွေကမကောင်းတာကိုမကောင်းလို့ပြောရင်လက်မခံကြအောင်မကြိုက်ကြဘူးဗျာဟာငါကားကိုကွာဖြစ်တယ်ငါတို့ဝယ်ခဲ့တော့ကောင်းတယ်
မဟုတ်ပါဘူးဝယ်ရတော့ကောင်းတယ်ကျွန်တော်တို့ဒီမှာလဲကျွန်တော်အမြဲပြောတယ်ဂျပန်ကအနေထားဆိုပြန်ပြီးပါဒါကိုလည်းလက်ခံကျွန်တော်ပြောတာဟိုပြန်ပြီးပါနေတာဒီအားရညာတွေပဲပြောနေတာတကယ်ဂျူကြီးဖြစ်နေရတယ်သိလားဟုတ်ဒီနေ့ဆိုလဲကြည့်ရကအဲ့လိုပဲဂျိုးကြီးပါနေရတယ်ရှော်ပါးနေကွဲနေတာလေးပါအဲ့လိုမျိုးဒါကိုလည်းတချို့ကလက်မခံအောင်ပြတ်အဲ့လိုမျိုးအဲ့တော့ကျွန်တော်ပြောတာဂျိုးပါတယ်ဆိုတာကဟိုလိုမဟုတ်ဒုက္ခကိုကျွန်တော်တို့ရွေးဆွဲချခြင်းလို့လက်ညှိုးထိုးပြနေရမှာပေါ့ဈေးဆွဲချခြင်းမှာတော့ဗျာကျွန်တော်တို့ဒါတွေလက်ညှိုးထိုးပြီးကျွန်တော်တို့ကိုယ်တိုင်တက်အောင်ဝယ်ပါပေါ့ပြီးလားကျွန်တော်ကပြောပြီးသားကျွန်တော်တို့ဝယ်လို့မရအောင်ကျွန်တော်စံနှုန်းတိုင်းပြေးမှကျွန်တော်ကားစီကိုဝယ်တယ်ရောင်းရင်လည်းကျွန်တော်ကြိုက်သေးရမှရအောင်ရှင်းတယ်ဒီရက်ထဲမှာအဲ့ဒါကြီးခဏကြုံနေရတော့ကျွန်တော်ကဲဟုတ်ပြီဒီနေ့လေပူပူနွေ့နွေ့တခုထပ်ကြုံပါလို့ပေါ့နော်ကဲဟုတ်ပြီဆိုပြီးကျွန်တော်ဒီလေးရိုက်လိုက်တာပေါ့နော်အဲ့တော့အဓိကကားလာပြမယ်ဆိုရင်ကျွန်တော်ပြောချင်တာကတောင်းခုလာပြဝယ်တယ်ကားကောင်းရင်ကောင်းလို့ကျွန်တော်ဝယ်အဲ့အတွက်တော့စိတ်ချကျွန်တော်တို့လာပြတဲ့ကားမကောင်းဆိုရင်တော့မကောင်းတဲ့ကြောင်းတော့ပြောမယ်ကျွန်တော်တို့လည်းဗျာသူများပစ္စည်းကိုဟိုမှုကျိုးမြင့်ချူပြောလို့မရဘူးဗျာဒါပေါင်းဝင်တဲ့ကိစ္စပြီးကျွန်တော်တို့ပစ္စည်းကိုအဲ့လိုပြောရင်ကျွန်တော်တို့မကြိုက်ဒါရှင်းရှင်းလေးပြောအဲ့တော့ကျွန်တော်တို့မကြိုက်တဲ့လို့ကျွန်တော်တို့သူများလည်းပြောတယ်ဒါပေမဲ့ဗျာကျွန်တော်ပြောချင်တာကတော့ဟိုအရှိကိုရှိတိုင်းတော့လက်ခံပေးရတယ်ပြီးတယ်ဒါကတော့အရင်ကသူတို့ဖြစ်ခဲ့တယ်ဟုတ်တယ်သူတို့ဝယ်ပြီးတော့ကောင်းတယ်ပြောတယ်ဒါမိတ်ဆွေတို့ကတိမှမတိတာမိတ်ဆွေတို့မကောင်းတာကိုလည်းကောင်းတယ်ပြောတယ်မိတ်ဆွေတို့လက်ခံပါပဲအဲ့ဒီအချိန်တွေမှာမိတ်ဆွေဝယ်ခဲ့တယ်ဝယ်ခဲ့ပြီးမှအခုရောင်းတဲ့အချိန်မှာကျွန်တော်အမြဲပြောသလိုပဲကားဝယ်ရတာလွယ်မိမိရောင်းကြည့်လိုက်မိတ်ဆွေကားဝယ်ပြီးကားကောင်းမကောင်းသိချင်ဝယ်လိုက်ဝယ်ပြီးရောင်းကြည့်လိုက်ရောင်းတဲ့အချိန်ကျရင်သိရတယ်ဘာလို့ရောင်းတဲ့အချိန်ကျရင်ကိုယ့်လိုလူလာမှာမဟုတ်နားလေတကြွတဲ့လူလာဘူးတေးချက်တယ်မဟုတ်ဘူးဆိုလဲကိုယ့်ထက်စိစက်တဲ့လူလာဘူးကိုကတော့အလွယ်လုံးပြီးဝယ်ခဲ့လိုက်တယ်ဗျာပြန်ရောင်းကန်နေကြရင်အဲ့မှာမိမိကားရဲ့ကိုကားရဲ့အပြစ်အားလုံးသိချင်ပြန်ရောင်းကန်နေကြရင်သိရဒီဗီဒီယိုကြည့်နေမိတ်ဆွေကြုံဘူးလိမ့်မယ်စုံဘူးလိမ့်မယ်ကျွန်တော်ပြောတဲ့ပုံပေါ့နော်ကိုဝယ်တော့ဝယ်လိုက်တယ်ကိုကတကယ်ချင်းရှားဝယ်မိတ်ဆွေရှားဝယ်အာနာတမှုနဲ့လွယ်ဝယ်လိုက်တယ်ဗျာပတ်စံ၄၅တစ်ထောင်လွှဲတယ်ပေးလိုက်တယ်ဝယ်လိုက်တကယ်ကိုရှာပြန်လာဝယ်တဲ့အချိန်ကျတော့တကယ်နားလဲတဲ့လူတွေကိုလာပြီးဝယ်တယ်နောက်ပြီးတေဝင်ရှင်နေစစ်တယ်ပြည့်မှာပြီးရင်လိုအပ်တာတွေအကုန်လုံးစစ်ဆက်ပြီးဝယ်တယ်ပေါ့နော်အဲ့ဒီပုံမှာကျတော့ကိုကားရဲ့ပြင်ကပေါ့တယ်ဘာလို့နားလဲတဲ့လူတယောက်ကကားသားရောက်လာပြီဆိုရင်ဒါပေါ့တယ်ဗျာဒီကားတော့ဒါလေးရှိတယ်ဟိုလေးရှိတယ်မော်လန်ကနလာတေဝင်စစ်တယ်အားလုံးအလုံးစုံမှာကျွန်တော်တို့အများပြောနေကြပုံစံအတိုင်းပေါ့နော်ကားကြီးဝယ်ရမယ်ဆိုရင်ဒီစစ်တိုက်ကြည့်မယ်ပြီးအော်ဂျီပြန်လေးကြည့်မယ်ပြန်တော့ဟိုဘိုင်းလေးစစ်မယ်တဲ့ဒီတေးပေါ့လိုအပ်တာလားအတိအကျကြီးဖြစ်တယ်ဆိုတော့စက်ပစ္စည်းရတော့ဗျာဘလို့မှတိတိကျကျကြီးမိမိဝယ်လိုက်ကျွန်တော်လည်းကြုံလာပဲကားအကောင်းနဲ့ဝယ်ခဲ့တယ်အိမ်ရောက်မှဟိုထားဖောက်တာလို့လမ်းမှာပြန်ထားဖောက်တာလို့ highway သွားဝယ်တဲ့ကားကိုပို့အောင်ဆူတယ်ပြည့်မလားအဲ့တော့ဒါတော့မဟုတ်ဘူးဒါပေမဲ့ဒီတေးတော့ပြအောင်တော့ဆက်အောင်အဲ့လိုလုံးလုံးလေးစစ်လိုက်ပဲစားချမ်းနေစစ်ပြီးဈေးစကားပဲပြုတ်ကဲပြီးသွားပြီလုပ်ငန်းတွေအားလုံးပြီးပြန်နေကြရင်ဘာလို့လဲဆိုကန်းနာမှာတရားဝင်စစ်ကြတယ်အများသောအားဖြင့်ကျွန်တော်တို့ကတော့ကားကိုကျွန်တော်တို့ကပြောတဲ့အလုံးစုံစစ်ပြီးသွားပြီဗျာစစ်ပြီးသွားပြီဆိုရင်ဘာလို့ဈေးစကားပြောတယ်ဈေးစကားတဲ့သွားပြီဆိုရင်ဘာလို့လဲဆိုကျွန်တော်က CN လေးပါလိမ့်ချCN ချပြီး CN စာချုပ်ထဲမှာဆိုကျွန်တော်မချက်ကျွန်တော်ဒီကားကိုရင်စစ်မယ်ရင်စစ်တဲ့အချိန်ကျရင်ငယ်မှုမတန်းလို့ပေါက်စုဖြစ်ဆက်တော့အဓိကရဲမှုလို့ကားစင်းတဲ့မှာရဲမှုတွေရှိထားတယ်တိုက်ထားလားမသိဘူးတိုက်ပြီးပြေးသွားတာလို့တဲ့မှာတခြားအမှုတွေလုံထားတာလို့ဒီကားနဲ့အဲ့လိုမျိုးတွေကကျတော့ရင်စစ်တဲ့အချိန်ကျရင်ဝယ်ထားတဲ့စစ်အဲ့ဒီကအဲ့လိုရဲမှုတွေကားချင်းဆိုတာဒီကောက်ပေါင်ထားတာလို့နှံထားတာလို့ကျရင်ကန်းကျနာမှာပြန်ကားထားရရှိတတန်တိုးလို့မရအောင်လို့ရင်စစ်လို့မရအောင်လို့ကားထားတဲ့ကားချင်းတွေအဲ့ဒီအားလုံးပြင်စစ်ကအဲ့ဒီအားလုံး clear ဖြစ်မှကိုကဒီကောက်ဝယ်ကဲကိုဝယ်ပြီးွားရင်လည်းကျွန်တော်မြင်ပြလို့ကျွန်တော်ဝယ်ပြီးွားတဲ့ကားမျိုးဟုတ်ကဲ့ကိုဝယ်ပြီးွားရင်လည်းကိုရောင်းလိုက်တဲ့လူကအဲ့ကောက်မေးလိုက်လို့ရတယ်ကိုကလည်းဒီကောက်လုံးဝစိတ်ရှင်းလက်ရှင်းသုံးလို့ရတယ်ပြီးွားကိုပြန်ရောင်းလည်းပုံမှန်တင်နေမှာကအကုန်လုံးစစ်ထားတယ်အဲ့တော့ကိုပြန်ရောင်းကနေကျရင်ကိုဟိုဝါးလေးလာဖက်ဒီအိုင်ဆာလာဖက်ဆိုကိုကတစ်ခုချင်းထောက်ပြလို့ရတယ်ငါတော့ကလို့စစ်ထားတာဘလို့စစ်ထားတာထောက်ပြလို့ရတယ်အဲ့တော့အဲ့ဒါကိုပဲကျွန်တော်ပြောတာဖြစ်တာဒီကအဲ့တော့ကိုကတော့ဝယ်တော့အလွယ်ဝယ်ခဲ့တယ်ဗျာအဲ့တော့ကိုပြန်ရောင်းကနေကျရင်ကိုလိုလူလာတော့ကိုလိုလွယ်လာလုံးမဲ့လူကလာဖို့ရှားသွားမလာတော့ဘူးရှိတယ်အခုထိလည်းကားကြီးဝယ်အလွယ်ဝယ်နေတဲ့လူတွေရှိသေးတယ်ဒါပေမဲ့အခုခေတ်ကပရိုမများလိုက်ကြည့်တဲ့လူလည်းများလာပြီကားတွေကိုဘယ်လိုဝယ်ရမယ်ဆိုပြီးပြောတဲ့လူတွေ line ပေါ်မှာအရှင်းများတယ်ဗျ။ Okay တကယ်နားလေတကြောတဲ့သူတွေတကယ် line ပေါ်မှာလည်း sharing လုပ်ပြရရင်အများကြီးဆိုတော့တော်တော်များတော့တိလာကြတယ်ကိုဝယ်ကန်နေကြရင်လည်း feature လေး view site ဝယ်တာရောင်းတာတွေလုပ်လာကြတယ်နော်။ဒါပေမဲ့လည်းအခုထိကို forward ရလုပ်နေတဲ့သူတွေရှိတယ်။ဒါလည်းတကယ်ချင်းမို့လို့ငါရဲ့မိတ်ဆွေတို့ဆိုပြီးတော့ဝယ်လုပ်လိုက်တဲ့ပုံစံရှိတယ်။ဒါတွေကတော့အမှန်တော့ဗျာဒီလူတွေကတကယ်တော့ယုံကြည်ရတယ်ဒါရိုးသားအဲ့ရိုးသားမှုကိုလည်းဖွင့်ကောင်းယူကြတာပဲလူတွေက
ရလေအဲ့တော့ဒါလေးရတော့စိုက်ပေါ့နော်ကျွန်တော်ရှင်းမှပြောခဲ့သလိုပဲပေါ့ကိုကတော့အလွယ်လူကိုခေါ်သွားလိုက်တာဒီဗျာရက်ွက်ထဲမှာရှိတဲ့လူရတဲ့လူနည်းနည်းကတက်ချမ်းသားလဲရခေါ်သွားလိုက်တယ်ကွာလီဝယ်လိုက်တယ်ကိုပြန်ရောင်းကနေကြတော့ဟာမဟုတ်ငါဘူးလူခေါ်သွားတာဒီလိုလူခေါ်သွားတာပြောလို့မရဘူးလက်ရှိမိမိကဖြစ်နေဒါဘယ်သူနဲ့မှမဆိုင်တော့ဒါကိုနဲ့ပဲဆိုင်ပြန်ပါအခုချိန်ကြောင်းပါဗျာကိုလူကိုဝယ်ပေးတဲ့လူနောက်လိုက်ရင်လေလူကဘယ်လောက်ထိတောင်းနေယူနိုင်ကိုကောင်းအဲ့လိုလူမျိုးမဟုတ်ပဲနဲ့ရားတဲ့လူခေါ်ပြီးဝယ်ခဲ့တာဆိုလွယ်တော့လေဒါကိုပဲခံရတယ်အဲ့ဒါကိုအထူးကြီးဆိုင်စီချင်ပြောရတယ်မှာဘသူမှကိုကပြောရတယ်ကျွန်တော်ပြောချင်တာကျွန်တော်ကြုံရတဲ့ဒီနေ့ကျွန်တော်ကက်စတမိုင်းနဲ့ကျွန်တော်ကြုံရတဲ့ဟာလေးကိုကျွန်တော်တင်ထားပဲနော်မိတ်ဆွေတို့ကြုံကြိုက်ခဲ့တာရှိတယ်ဆိုလဲလွတ်လပ်ဆိုတော့ကျွန်တော်မှတ်ပြီနော်အဲ့တော့ကားနဲ့ပတ်သက်ပြီးတော့တိလို့ရမေးလို့ရမြန်လို့ရမရအောင်အောင်လေးပြရပါရောင်းမဲ့ဝယ်မယ်ဆိုရင်လည်းအောင်လေးပြ give for အောင်လေး give for ပဲ